ဘာဒန်စေ့ almond အကျိုးကျေးဇူးများနှင့်သတိပြုရန်များဘာဒန်စေ့သည်ကမ္ဘာတဝန်းတွင်ရေပန်းစားသောအခွန်မာသည့်တစ်မျိုးဖြစ်ပြီးအရသာရှိယုံသာမကခန္ဓာကိုယ်အတွက်အကျိုးပြုသောအာဟာရဓာတ်များလည်းကြွယ်ဝစွာပါဝင်သည်သို့သောဘာဒန်စေ့ကိုစားသုံးရာတွင်ကောင်းကျိုးများရှိသကဲ့သို့သတိပြုရမည့်အချက်များလည်းရှိပါသည်ဘာဒန်စေ့၏အကျိုးကျေးဇူးများဘာဒန်စေ့သည်အမျိုးမျိုးသောအာဟာရဓာတ်များ၏ရင်းမြစ်ဖြစ်ပြီးကျန်းမာရေးကိုမြင့်တင်ပေးနိုင်သောဂုဏ်သတ္တိများစွာရှိသည်ဥပမာဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့်ဗီတာမင်ကြွယ်ဝခြင်းခန္ဓာကိုယ်ဆဲများကိုပျက်စီးခြင်းမှကာကွယ်ပေးခြင်းဆဲများအိုမင်းရောခြင်းကိုနှေးကွေးစေခြင်းနှင့်နာတာရှည်ရောဂါအချို့ဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးနိုင်သည်နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ခြင်းဘာဒန်စေ့ရှိကောင်းသောအဆီဓာတ်များသည်မကောင်းသောကိုလက်စထရောကိုလျှော့ချပေးပြီးကောင်းသောကိုလက်စထရောကိုတိုးမြင့်ပေးခြင်းဖြင့်နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးသည်သွေးရင်းသကြားဓာတ်ကိုထိန်းချုပ်ရာတွင်ကူညီခြင်းကာဘိုဟိုက်ဒရိတ်နည်းပါးပြီးပရိုတင်းနှင့်အမြင့်ဓာတ်များပြားစွာပါဝင်ခြင်းကြောင့်သွေးကြောထဲသို့သကြားဆုပ်ယူမှုကိုနှေးကွေးစေပြီးသွေးရင်းသကြားဓာတ်ကိုထိန်းချုပ်လိုသူများအတွက်တင့်တော်သည့်ဘာဒန်စေ့ရှိမက်ဂနီဆီယမ်သည်အင်ဆူလင်လုပ်ငန်းဆောင်တာကိုကူညီပေးသည်ကိုယ်လေးချိန်ထိန်းချုပ်ရာတွင်ကူညီခြင်းကယ်လိုရီနှင့်အဆီဓာတ်များတော်လဲပရိုတင်းနှင့်အမြင့်ဓာတ်များကြောင့်ဗိုက်ပြည့်စေပြီးအစားစားခြင်းစိတ်ကိုလျှော့ချပေးသည်လေးလာမှုအချို့အရတင့်လျော်သောပမာဏဖြင့်ဘာဒန်စေ့စားသုံးခြင်းသည်ကိုယ်လေးချိန်လျှော့ချခြင်းနှင့်ဆက်ဆက်နေကြောင်းတွေ့ရှိရသည်အုံနောက်နှင့်အာယုံကြောစနစ်ကိုပိုမိုကောင်းမွန်စေခြင်းဘာဒန်စေ့ရှိအာဟာရဓာတ်များသည်အုံနောက်လုပ်ငန်းဆောင်တာကိုမြင့်တင်ပေးပြီးဉာဏ်ရည်ဉာဏ်သွေးကိုတိုးတက်စေကာအယ်ဇိုင်းမာရောဂါကိုကာကွယ်ရန်ကူညီပေးနိုင်သည်အရိုးနှင့်သွားများကိုတန်မာစေခြင်းကယ်ဆီယမ်နှင့်မက်ဂနီဆီယမ်၏ရင်းမြစ်ဖြစ်ပြီးအရိုးနှင့်သွားကျန်းမာရေးအတွက်အရေးကြီးကအရိုးပွရောဂါဖြစ်ပွားနိုင်ခြေကိုကာကွယ်ပေးသည်အသားရည်ဆံပင်နှင့်လက်သိမ်းများအတွက်ကောင်းမွန်ခြင်းအမျိုးမျိုးသောအာဟာရဓာတ်များသည်ခန္ဓာကိုယ်ရှိပျက်စီးနေသောအစိတ်အပိုင်းများကိုပြုပြင်ထိန်းသိမ်းပေးသည်မက်ဂနီဆီယမ်၏ရင်းမြစ်ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများစွာအတွက်အရေးကြီးပြီးသွေးပေါင်ချိန်ထိန်းချုပ်ခြင်းလည်းပါဝင်သည်စွမ်းအင်ပေးခြင်းခန္ဓာကိုယ်အတွက်ကောင်းမွန်သောစွမ်းအင်ရင်းမြစ်တစ်ခုဖြစ်သည်ဘာဒန်စေ့၏သတိပြုရန်များနှင့်ဆိုးကျိုးများဘာဒန်စေ့တွင်အကျိုးကျေးဇူးများစွာရှိတော်လဲအထူးသဖြင့်များများစားသုံးပါကသတိပြုရမည့်အချက်များရှိပါသည်ကိုယ်လေးချိန်တိုးခြင်းဘာဒန်စေ့တွင်ကယ်လိုရီနှင့်အဆီဓာတ်မြင့်မားသောကြောင့်လိုအပ်သည့်ထက်ပိုစားပါကကိုယ်လေးချိန်တိုးစေနိုင်သည်ခန္ဓာကိုယ်တွင်ရောင်ရမ်းမှုဖြစ်စေခြင်းဘာဒန်စေ့တွင် linoleic acid နှင့် omega 6 fatty acid ပါဝင်သည်အကယ်၍ omega 3 fatty acid နှင့်မမျှတဘဲအလွန်များပြားစွာရရှိပါကခန္ဓာကိုယ်တွင်ရောင်ရမ်းမှုကိုဖြစ်စေနိုင်သည်ဗီတာမင် E လွန်ကဲစွာရရှိခြင်းဗီတာမင် E သည်အကျိုးရှိတော်လဲဘာဒန်စေ့ကိုအလွန်အမင်းစားသုံးခြင်းကြောင့်လွန်ကဲစွာရရှိပါကအားနည်းခြင်းဝမ်းလျှောခြင်းမျက်လုံးမှုန်ဝါခြင်းကဲ့သို့သောဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်နိုင်သည်ကြောက်ကက်ကြောက်တီသူများအတွက်ပြဿနာရှိခြင်းဘာဒန်စေ့တွင် oxalate ပါဝင်ပြီးကြောက်ကက်ကြောက်တီနိုင်ခြေရှိသူများတွင်ကြောက်တီနိုင်ခြေကိုတိုးမြင့်စေနိုင်သည်ဓာတ်မတည့်ခြင်းဘာဒန်စေ့သည်ဓာတ်မတည့်မှုကိုဖြစ်စေနိုင်သောအစားအစာများထဲမှတစ်ခုဖြစ်သည်ဓာတ်မတည့်မှုသည်အနည်းငယ်မှပြင်းထန်သည့်အထိဖြစ်နိုင်ပြီးအသက်အန္တရာယ်ကိုပင်ထိခိုက်နိုင်သည်အစာခြေစနစ်ဆိုင်ရာပြဿနာများအမြင့်တက်မြင့်မားသောကြောင့်ဘာဒန်စေ့ကိုများများစားပြီးရေတောက်နှဲပါပါကဗိုက်ပွခြင်းသို့မဟုတ်ဝမ်းချုပ်ခြင်းဖြစ်စေနိုင်သည်အကြံပြုချက်ဘာဒန်စေ့ကိုအကျိုးအများဆုံးရရှိရန်အတွက်တင့်လျော်သောပမာဏဖြင့်စားသုံးသင့်သည်ရေဘူးရအားဖြင့်တစ်နေ့လျင်လက်တစ်ဆုပ်စာအဆေး23ဆေးခန့်စားသုံးရန်အကြံပြုပါသည်စားသို့မဟုတ်အခြားအရသာများထပ်ထည့်ထားခြင်းမရှိသောဘာဒန်စေ့ကိုရွေးချယ်ခြင်းဖြင့်ဆိုဒီယမ်သို့မဟုတ်တခြားဓာတ်လွန်ကဲစွာရရှိခြင်းကိုရှောင်ရှားပါနာတာရှည်ရောဂါရှိသူများသို့မဟုတ်ကျန်းမာရေးဆိုင်ရာစိုးရိမ်ပူပန်မှုများရှိသူများသည်တင့်လျော်သောပမာဏအတွက်ဆရာဝန်သို့မဟုတ်အာဟာရပညာရှင်နှင့်တိုင်ပင်သင့်ပါသည်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်